ဒေါက်တာမာရာဇာဝါကအချင်းခန်းတွေကိုဝင်လာခဲ့ပြီးကြမ်းမြေပေါ်မှာလဲလျောင်းနေတဲ့မျက်နှာချက်ကိုမျက်လုံးတစ်ဖက်ထဲနဲ့စိုက်ကြည့်နေတဲ့သူမရဲ့စမ်းသက်ခံပုံကိုအကြည့်တစ်ခုနဲ့နှုတ်ဆက်လိုက်ပါရင်။အိုးမင်းကအလွန်ကျွန်းစိတ်တော့ကရောက်နေတာပဲ။ဒီမနေ့မှာတော့မင်းအနေနဲ့မိုးဖိုင်းရမယ်လို့ငါပြောထားပြီးသားပါ။ဒါရောအလုပ်ဖြစ်ရလား No ဟုတ်ပြီလေဒါဆိုလဲတစ်ကနေ30အထိဆိုရင်မင်းရဲ့နာကျင်မှုတွေကိုဘယ်အဆင့်လောက်ထိသတ်မှတ်ချင်လဲအခုချိန်မှာငါခံစားရတဲ့နာကျင်မှုကဘယ်အတိုင်းအတာမျိုးနဲ့မှသတ်မှတ်လို့မရနိုင်ဘူးโอเคဒါဆိုရင်တော့ငါတို့က30လို့သတ်မှတ်ရမှာပေါ့သူမလည်းဒီလိုပြောပြီးတဲ့နောက်သူမရဲ့မှတ်တမ်းထဲမှာရေးသားမှတ်ထားလိုက်ပြီးကဲမင်းအနေနဲ့တိတိတတ်အကြက်တဲရင်ဆိုင်ခဲ့ရတာတော့မှပုံမှန်မဟုတ်တဲ့အငြိမ်သက်မှုမျိုးမင်းနောက်တစ်ချိန်ပြသခဲ့တယ်နော်ဒါကွဲပြားမှုတစ်ခုရှိတယ်ငါလည်းအဲ့ဒါကိုဘယ်လိုခေါ်နိုင်မလဲဆိုတာမသိပေမဲ့နာကျင်မှုတွေကခန္ဓာကိုယ်ထဲမှာပြင်းပြင်းထန်ထန်ခံစားနေရတယ်ဒါပေမဲ့အဲ့ဒါကခန္ဓာကိုယ်အပြင်ဘက်ရောက်တယ်လို့မျိုးခံစားနေရပြန်ပါတယ်အဲဒီနောက်မှာတော့စမ်းသက်ခံဟာအပြင်းထန်ချောင်းဆိုးနေခဲ့ပြီး SCP-7027 ကြောင့်ဖြစ်ပေါ်လာတဲ့သူရဲ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာအပေါက်တွေကနေလည်းအနက်ရောင်မီးခိုးတွေထွက်လာခဲ့ပါတယ်။အော်ဒါနဲ့ခန်းရောတာဝန်ထပ်ပြီးထမ်းဆောင်နေလား။အရာရှိခံကိုပြောတာလား။ तू ကအလုပ်နေပါသေးတယ်။ဘာလို့လဲ။ငါကောင်းတဲ့ကိုကြီးစက်သရားလောက်ပြစ်သွင်းပြီးဖို့မင်းတို့ကိုပြောပြပေးနိုင်မလား။မင်္ဂလာပါဒေသနာထိမ့်မှန်ကတင်ဆက်ပေးနေကြဖြစ်တဲ့ SCP တရေကြောင်းအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ပရိသတ်တို့အတွက် SCP Foundation ရဲ့ Euclid အုပ်စုဝင် SCP-7027 အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ SCP-7027 ကိုပြတ်သုံးခြင်းအစားလို့လည်းသိကြပြီးထူးခြားတဲ့ဖြစ်စဉ်တစ်ခုလို့လည်းယူဆထားကြပါတယ်။အစားပိုင်းမှာတော့သူဟာရုပ်ပိုင်းဆိုင်ရာအသွင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ကာရိုကာရာတောင်တန်းတွေမှာနေထိုင်ကြတဲ့ဖုံးတော်ကြီးတွေရဲ့စိတ်ပိုင်းဆိုင်ရာပွားများမှုတစ်ခုလို့ယူဆခဲ့ကြပါတယ်။ဒီ SCP-7027 ကူးစက်ခံရတဲ့သူတွေဟာ SCP-7027-1 လို့ခွဲခြားသတ်မှတ်ပြီးအဲဒီကူးစက်ခံရသူတွေရဲ့နှစ်ဖူးအလယ်မှာ15မီလီမီတာကနေ25မီလီမီတာအချင်းရှိတဲ့အနက်ရောင်အဆက်ပြောင်လေးပေါ်လာတတ်ပါတယ်။ဒီအမှတ်သားဟာလည်းဆေးချထားတဲ့ပုံစံနဲ့ဆင်တူပေမဲ့လည်းကူးစက်ခံရပြီးတဲ့နောက်ခွဲစိတ်ကူးသမှုတွေမပြုလုပ်ဘဲသူ့ကိုဖယ်ရှားလို့မရပါဘူး။ဒီလိုနဲ့ပဲ SCP-7027 ဟာလက်ခံကောင်းရဲ့မျက်နှာတစ်ခုလုံးကိုဝါမျိုးစားတောက်သွားတက်ပြီးမျက်နှာတစ်ခုလုံးစားတောက်ပြီးတဲ့အခါမှာတော့ကြံရှိတဲ့ခန္ဓာကိုယ်နေရာတွေကိုပါတဖြည်းဖြည်းချင်းစီပြန့်နှံ့သွားပါတော့တယ်။ဒီ SCP-7027 ကြောင့်လည်းအသားရည်တွေဟာမဲနဲ့သွားတက်ပြီးအလင်းမပြန်တော့သလိုအချိန်ကြာတာနဲ့အမျှအပေါက်တွေဖြစ်ပေါ်လာတတ်ပါတယ်။လက်ခန့်ကောင်ရဲ့ဥကောင်းနေရာတော်တော်များများကိုတွင်းပေါက်တွေလိုဖြစ်ပေါ်လာစေတတ်ပြီးအဲ့ဒီအပေါက်ထဲကိုထည့်သွင်းတဲ့ပစ္စည်းတွေကလည်းပြန်မရတော့ပဲပျောက်ဆုံးသွားတတ်လိမ့်ရှိပါတယ်။7027ပြုလုပ်ထားတဲ့အပေါက်တွေဟာတန်းငွေတွေဒါမှမဟုတ်သွေးရည်ကြီးလိုအရာတွေလည်းထုတ်လွှင့်နေတတ်ပြီးအပေါက်ထဲကတော့လုံးဝကိုမှောင်မဲနေတတ်ပါတယ်။စမ်းသပ်စစ်ဆေးဖို့အတွက်နမူနာယူဖို့စူးစမ်းမှုတွေဟာလည်းကြာရှုံးခဲ့ကြပြီးသူ့ရဲ့ပါဝင်တဲ့ဓာတုတပ်ပေါင်းတွေကိုလည်းမသိကြရပါဘူး။ဒါကြောင့်မလို့ Foundation ကလည်း7027ကိုအတိအကျအရင်းမြစ်ကိုမသိရပေမဲ့လည်းကူးစက်ခံရမှုတွေရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုတော့ဖုံးတော်ကြီးတွေကဖုံးကြီးကျောင်းတွေရဲ့နေရန်တွေထဲမှာသူတို့ဘာသာကတ်သက်နေထိုင်ပြီးတဲ့နောက်စတင်လာခဲ့တာပါ။အဲ့ဒီအတွင်းပိုင်းနေရာတွေဟာတရားထိုင်မှုအတွက်လုံလောက်တဲ့အကျယ်ဝန်းရှိပြီးအာယုံခံစားမှုတွေကိုလည်းကန့်သက်ထားနိုင်မှာဖြစ်ပါတယ်။ဖုံးတော်ကြီးတွေဟာလည်းအမောင်ထဲမှာနေထိုင်သူတို့ရဲ့ခန္ဓာကိုယ်ကိုလက်ခံကောင်းဖြစ်လာဖို့အတွက်ခွင့်ပြုခဲ့ကြပြီး Foundation ကတော့1956ခုနှစ်ဒီဘက်မှာတည်ကြနေထိုင်ကြတဲ့ဖုံးကြီးတစ်ခုကဖုံးတော်ကြီးတွေမှာထူးခြားတဲ့ပုံပြက်ပန်းပြက်အရာတွေဖြစ်ပေါ်နေတာတွေ့ရှိကြောင်းတင်ပြမှုတစ်ခုကြောင့် SCP-7027 ကိုစတင်သတိပြုမိလာကြတာဖြစ်ပါတယ်။အနီးနားရွာတွေကနေထိုင်တဲ့သူတွေကတော့သူတို့ကိုဘာမှမရှိသူတွေလို့ရည်ညွှန်းထားကြပါတယ်။သူတို့ကို Foundation ကတော့ GOI 0184လို့ခွဲခြားသတ်မှတ်ထားကြပြီးသူတို့ဟာအလွန်ကိုချိုးချံနေထိုင်တတ်တယ်လို့လူသားနာမည်တွေကိုအသုံးပြုခြင်းလူသားတွေလိုနေထိုင်ပြုမှုခြင်းကိုတားမြစ်ထားကြပြီးသူတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုတော့မှဖျက်ဆီးပစ်တတ်လိမ့်ရှိပါတယ်။ GOI 0184ရဲ့အဖွဲ့ဝင်တွေယုံကြည်တာကတော့ညံအလင်းပွင့်ခြင်းဟာအလွန်မင်းနှိမ့်ချခြင်းကနေရရှိတယ်ဆိုတာပဲဖြစ်ပြီးသူတို့ဟာအဲ့ဒီအတွက်မောင်နာထောင်းလာခြင်းနဲ့စီစိန်ကြွားဝါခြင်းတွေကိုရှောင်ရှားမှာဖြစ်ပါတယ်။အဲ့လိုနဲ့ပဲ SCP-7027 ကတစဉ်သူတို့ကိုတေဆုံးခြင်းနဲ့ပြန်လည်မွေးဖွားခြင်းဘဝဆက်ဝိုင်းဖြစ်တဲ့တန်တရားကနေလွတ်မြောက်မယ်လို့လည်းယုံကြည်ထားကြပါတယ်။ဒီဖုံးတော်ကြီးအဖွဲ့ GOI 0184အဖွဲ့ဝင်တွေဟာကိုအနာခံဆုံးမခြင်းဆိုတဲ့အရာကိုကျင့်ကြံကြသလိုနာကျင်မှုစိတ်သိငယ်မှုကိုလက်မခံနိုင်မှုနဲ့ခန္ဓာကိုယ်ပြည့်ရင်မှုတွေကိုအတားလို့ဖျက်ဆီးရမှာကူညီနိုင်မယ်ဆိုပြီးလဲယုံကြည်ကြပါတယ်။
ဒီလိုနဲ့ပဲတီးကြနေထိုင်မှုတွေမလုပ်ခင်မှာတော့အဆက်ခွဲခြင်းနီးလန်းတွေထဲမှာအနီးနားရွာတွေတွားရောက်လက်ပတ်ချင်းတွေပါဝင်ပြီးဖုံတော်ကြီးတွေဟာလည်းသူတို့ကိုသူတို့ပြရိဖုံမုတ်တွေဆက်ဖြစ်တုံးလိမ့်သွားကြပြီးစကားမပြောဘဲအလူခံတာဒါမှမဟုတ်ဒေတာခံတွေကိုသူတို့အပေါ်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ညှဉ်းပန်းကြဖို့တိုက်တွန်းတတ်ကြပါရင်းမကြာခဏဆိုသလိုထိခိုက်ဒဏ်ရာတွေရပြီမဲ့လည်းဒီအပြုတ်မှုဟာဘယ်တော့မှသေဆုံးတဲ့အထိတော့ဖြစ်လိမ့်မရှိပါဘူး GOI 0184ရဲ့ဖုန်းတော်ကြီးတွေဟာစကားမပြောဘဲနေလေးရှိကြတာကြောင့်အင်တာဗျူးတွေကတစင်ဖောင်ဒေးရှင်းအတွက်သတင်းအချက်လက်စုဆောင်းရမှာအတော်လေးအခက်တွေ့ခဲ့ကြရပါရင်းဒါပေမဲ့လည်း1998ခုနှစ်ဒီဇင်ဘာလ9ရက်မှာတော့ Site 95ကိုဝင်လာခဲ့တဲ့လုံခြုံရေးအရာရှိဟာခေါင်းအရန်ကိုက်နေတာကြောင့်စစ်ဆေးပေးဖို့တောင်းဆိုခဲ့ပြီးစေဘတ်ဆိုင်ရာဝန်ထမ်းတွေလည်းသူ့ရဲ့နှစ်ဖူးပေါ်ကအနက်ရောင်အဆက်ကိုချက်ချင်းပဲသတိပြုမိခဲ့ကြပါတယ်အလုံးနဲ့ပဲရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့သူဟာ7027ကူးဆက်ခံရကြောင်းသတ်မှတ်ခဲ့ကြပြီး SCP-70271 ကူးပြောင်းမှုရဲ့ပထမဆုံးမြင်တွေ့ရတဲ့လက္ခဏာအဖြစ်လည်းပြသခဲ့ကြပါတယ်။အဲဒီလုံခြုံရေးအဆောက်ဟာထူးခြားသူအဖြစ်ယူဆခဲ့ကြသလို SCP-70271-251 လို့လည်းခွဲခြားသတ်မှတ်ခဲ့ကြပြီးသူဟာထိန်းချုပ်ခန်းထဲကနေဝန်ထမ်းတွေရဲ့လေးလာမှုအတွက်ပူးပေါင်းလှုံ့ဆော်ခဲ့တာကြောင့်အချက်လက်တွေအတွက်အရန်ကိုအရေးပါတဲ့အရင်းမြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒေါက်တာမာယာဇာဝါဟာလည်းအနာဂတ်မှာဒီလိုအဖြစ်အပျက်မျိုးတွေကိုတားဆီးနိုင်ဖို့အတွက်သူ့ကိုမေးမြန်းမှုအချို့ပြုလုပ်ခဲ့တာပေါ့။မင်းရဲ့လက်ရှိအခြေအနေတွေကမဖြစ်လာသေးခင်နေ့ရက်တွေအကြောင်းအနည်းငယ်မေးမြန်းချင်ပါတယ်။မင်းနဲ့တခြားသော SCP-70271 တယောက်နဲ့ဓာတ်ရိုက်ထိတွေ့မိတာမျိုးရှိသလား။ခန္ဓာကိုယ်ချင်းထိတွေ့မိတာပေါ့။မရှိပါဘူးဗျာ။ဒါဆိုရင်ဖုန်းကြောင်းရောက်လား။အဲ့ဒီတည်းကနယံအတွင်းကနေရောမင်းဝင်ခွင့်ရလား။ကင်းလဲတာပဲရှိတာပါ။ကြကြတော့မနေပါဘူး။အော်โอเคကောင်းပြီလေဒါဆိုရင်မင်းအခုဘယ်လိုခံစားနေရလဲမင်းရဲ့အခြေအနေကနှိုင်းရှင်ကြည့်မယ်ဆိုရင်တော့ပုံမှန်ထပ်ပို့ပြီးအေးစစ်ဖြစ်နေတယ်လို့ပဲကျွန်တော်ဘာမှမခံစားပါဘူးငါအနေနဲ့အခုချိန်မှာကြောက်တင်နေတယ်ဆိုတာသိပေမဲ့လည်းအဲ့ဒီအစဘလို့မှမခံစားရတာနောက်ပြီးစိတ်ဆိုးဒေါသထွက်တာလည်းမခံစားဘူးပြီးတော့ငါအုံနောက်ကလည်းဒေါသထွက်အော်ဟစ်ပေမဲ့လည်းအဲ့ဒီအစဘာမှမရှိသလိုခံစားရတယ်အဲ့ဒီနေရာကလည်းတွင်းပေါက်ကြီးတစ်ခုလိုဖြစ်နေပြီအဲဒီနောက်1998ခုနှစ်အစောပိုင်းမှာတော့ SCP-7027 ဟာကူးစက်ခန်း251ရဲ့ဘဲဘက်မျက်လုံးကိုပြန့်နှံ့သွားခဲ့ပြီးလေဘေးနဲ့ကျိုးထိပါရောက်လာခဲ့ပါတယ်။ကူးစက်ခန်းလုံခြုံရေးအဆောက်251ကတော့သူ့ရဲ့ခန္ဓာကိုယ်ကအနက်ရောက်မိကိုတွေထွက်မလာခင်ခေါင်းကိုက်တက်ကြောင်းတင်းပြခဲ့ပြီးခန္ဓာကိုယ်ကိုမထိန်ချုပ်ချင်လောက်အောင်ခဏအပြင်းထန်တုံကြောင်းလည်းတင်းပြခဲ့ပါတယ်။ SCP-70271 ဟာလည်း GOI 0184ထဲမှာပါဝင်ပေမဲ့တူညီတဲ့တုံ့ပြန်မှုတွေကိုမပြသပဲဒါကလည်းသူတို့ရဲ့တင် जा မှုလေးလာမှုတွေတရားထိုင်ခြင်းတွေကြောင့် SCP-70271 ကူးစက်မှုရဲ့တန်ကိုတောင်းခံနိုင်ကြတာဖြစ်ပါတယ်။အဲဒီနောက်တော့စမ်းသပ်ခံတဲ့အင်တာဗျူးတစ်ခုမှာတော့သူဟာသူ့ရဲ့လောက်ဖော်ကိုင်မှာဟောင်းရဲ့လက်နဲ့သေခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့251ရဲ့သူ့ဒေသနာအပေါ်အကျိုးသက်ရောက်မှုကြောင့်သူ့ရဲ့တောင်းဆိုမှုဟာညှင်းပယ်ခံခဲ့ရပါတယ်။251ရဲ့ပြောင်းလဲမှုတွေဟာလည်းတခြားသော SCP-70271 အနေနဲ့တည်တည်သားကွဲပြားခြားနားလာပြီးသူ့ရဲ့အပေါက်တွေဟာလည်းတဖြည်းဖြည်းကြီးထွားသလိုတစ်နှစ်မှာလက်မဝတ်နှုံနဲ့ကြီးထွားလာပြီးသူလည်းကျမ်းမြေပေါ်မှာလူလိမ့်နေခဲ့ရပါတယ်။ထိန်းချုပ်ခန်းရဲ့ကျမ်းမြေမှာလည်းခန္ဓာကိုယ်ပေါ်မှာအနက်ရောင်အရည်တွေရိုးစိမ့်ထွက်လာပြီး2000ခုနှစ်နှောင်းပိုင်းမှာတော့251ဟာအမြင်အာရုံဆုံးရှုံးသွားခဲ့ပေမဲ့သူ့ရဲ့ပါးစပ်နဲ့နားနှစ်ဖက်ကတော့အကောင်းတိုင်းကျန်ရှိခဲ့ပါတယ်။ဟယ်လိုငါတို့အချိန်ပြန်ကြလာပြန်ပါပြီ။မင်းဘယ်လိုခံစားရလဲလက်တလောအတွေ့အကြုံလေးပြောပြနိုင်မလားအရေးတွေသူတို့ကရက်ကြမှာမဟုတ်ငါရဲ့ခန္ဓာကိုယ်ကုတ်ချစ်ဆုပ်ဖြတ်နေတယ်လို့ပဲငါမင်းတို့အများကြီးလုပ်ပေးခဲ့ပြီမဲ့မင်းတို့ကငါ့ကိုတန်မိုးမရှိတာတွေပဲပေးခဲ့တယ်ငါရဲ့ခန္ဓာကိုယ်ကလည်းမခံရနိုင်အောင်နာကျင်နေပြီးငါရဲ့အရေးပြအောက်မှာအေးဆက်တဲ့ဆေးကတ်တဲ့အရာတစ်ခုကလည်းရွေးရှားနေတယ်ဒီကငါမှတ်မိသလောက်တော့အမြဲတမ်းရှိနေခဲ့တာပဲအဲဒီနောက်မှာတော့စမ်းသက်ခံလဲလက်ထဲကိုအနက်ရောင်အရာတစ်ခုအန်ထွက်လာခဲ့ပြီးအိုးသူအပြင်ထွက်လာပြီငါချီနေကနည်းနည်းအဆင်မပြေဖြစ်နေလိမ့်မယ်အဲဒီနောက်မှာတော့သူလည်းအနက်ရောင်အရာကိုကြမ်းပေါ်မှာပုတ်လိုက်ပြီးအဲ့ဒါကလည်းချက်ချင်းပဲအငွေ့ပြန်သွားခဲ့တာပေါ့စောပိုင်းတော့မင်းကအရေးတွေလို့ပြောတယ်နော်မင်းတခုခုတွေ့ခဲ့တာများလားအေးငါမှမျက်လုံးတွေမရှိပေမဲ့သူတို့ကအမှောင်လူထဲမှာပြန်ကျဲနေတဲ့ပုံစံတွေလိုမျိုးပေါ်နေတာရှားနဲ့ချီတဲ့ခန္ဓာကိုယ်တွေခြေထောက်တွေမြင်နေရတယ်မင်းငါရဲ့မိခိုးငွေတွေရဲ့အနံ့ရနိုင်လားအဲ့ဒါဟာအမွှေးနှံသားတွေရဲ့မိခိုးတွေပဲဒီရတာငါရှာပေါ်မှာတော့ဆွဲနေသေးတယ်ဒီလိုပြောပြီးတဲ့နောက်မှာတော့စမ်းသက်ခံလဲစကားပြောတာရပ်သွားပြီးသတိမေ့သွားခဲ့တာပေါ့သူဟာအင်တာဗျူးလုပ်ဆောင်ပြီးတဲ့နောက်14ရက်တိုင်အောင်သတိမေ့နေခဲ့ပြီးသူ့ရဲ့နောက်ဆုံးပြောကြားချက်တွေအရမှန်ဉဏ်ဆုံးရှုံးမှုနဲ့ရောထွေးမှုတွေပုံမှန်များလာကြောင်းပြသခဲ့ပါတယ်အဲ့လိုနဲ့ပဲ2000ခုနှစ်နှောင်းပိုင်းတွေမှာစမ်းသက်ခံရဲ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ဘေဘက်လက်မောင်ဟာပုံတရံမရှိတဲ့မာကျော်တဲ့မြေပုံခဲတွေလိုမျိုးပေါင်းစည်းသွားပြီးကြန့်ရှိတဲ့အစိပ်ပိုင်းတွေကလည်းအကွဲရာတွေဆက်လက်ပေါ်လာခဲ့တာပေါ့နောက်ပြီးတော့သူ့ရဲ့ပါးစပ်ဟာလည်းအတိတ်ပဲမဲ့တဲ့အရာတွေပြောဆိုနေခဲ့ပြီးအိုးမင်းရဲ့အတန်မှတ်မိသေးလားငါဘာလို့လဲဆိုတာကိုသိရလား
အမေလားဒီနေရာအေးတယ်အရန်အေးတာပဲ မဟုတ်ပါဘူးငါကဒေါက်တာမာဇာဝါပါမင်းငါ့ရဲ့နာမည်ကိုမှတ်မိသေးရဲ့လား အကြီးကျယ်ပြည့်စည်ရောမယ်ငါတို့ကဘလောက်ထိစူးစူးဝါခြေစူးမသိခဲ့တာလေအခုတော့အရာအလုံးအဆုံးသတ်ဖို့လာနေပြီ ဒီအချိန်မှာပဲရုတ်တရက်စမ်းသက်ခံရဲ့ကြံရှိနေတဲ့ဦးကောင်းခွန်ဟာဟောင်းလောင်းပေါက်တစ်ခုဖြစ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်းလုံးဝကိုပျက်စီးသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ဒေါက်တာမီယာဇာဝါကလည်းအခန်းထဲကအမြန်ဆုံးပြေးထွက်လာခဲ့ပြီး251ရဲ့ပျက်စီးနေတဲ့ရုပ်အလောင်းကလည်းထိန်းချုပ်ကန်တစ်ခုလုံးကိုပြန့်နှံ့သွားပါတော့တယ်နောက်တော့သူရဲ့ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ခန္ဓာကိုယ်ကနေဝင်ပေါက်တစ်ခုဖြစ်လာခဲ့ပြီးအဲဒီအရာကိုတော့ SCP-70272 လို့သတ်မှတ်ခဲ့ကြပါတယ်တခြားသော SCP-70271 အနေနဲ့မတူတာကတော့စမ်းသပ်ခန်း251ဟာလုံးဝကိုပျောက်ကွယ်သွားတာမဟုတ်ပဲသူရဲ့ကြမ်းရှိနေတဲ့အရေးပြအစနာတစ်ခုဟာ3.2 မီလီအချင်းဝါရှိတဲ့အဝိုင်းပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာ SCP-70271 ကြောင့်ဖြစ်လာတဲ့အပေါက်တွေရဲ့ဂုဏ်သတ္တိနဲ့တူညီနေပြီး SCP-70272 ရဲ့အရွယ်အစားနဲ့မရွေးရှားမှုကြောင့်လေးလာမှုတွေဆက်လက်ပြုလုပ်နိုင်ခဲ့ပြီး2020ခုနှစ်အထိတော့ Site 95ဟာဘာမှတူတူကြကြမတွေ့ရှိခဲ့ရပါဘူး။အဲဒီနောက်စုဆောင်းထားတဲ့အချက်လက်တွေမှာတော့ရွှေရောင်အစာအုပ်ပုံတွေအများအများပါဝင်နေခဲ့ပြီးမျိုးကြီးတစ်မျိုးရဲ့ပုံလို့ယူဆခဲ့ရပါတယ်။အခုချိန်မှာတော့နောက်ထပ်လေးလာမှုတွေကိုဆိုင်းငံ့ထားလိုက်ကြပြီပဲဖြစ်ပါတယ်။